တတူရရင်ပုံစံမျိုးပေါ့နော်တတူပုံစံပါတယ်ဆိုတော့ပြောမစီလို့တတူအကြောင်းမျိုးပေါ့နော်ဘာပြောလဲဒါမြဝကျုံပေါ်ပြောပါပြီနော်တော်တော်မီးကသူမြဝကျုံပေါ်ဆိုအဝိုင်းမှာသူကျွန်းလေးတွေလည်းဖြစ်တယ်နော်ဘာကြောင့်ဖြစ်လဲဆိုတော့ပြောပြမှာဒါမြဝကျုံပေါ်မြဝကျုံပေါ်ကရေစီးရှိတယ်ရေစီးနဲ့ရေစီးကဘယ်ညာစီးတဲ့ဆိုလို့ဆိုရင်မြဝကျုံပေါ်ဖြစ်လာတယ်နော်နောက်တစ်ဖက်တည်းစီးတဲ့ဖြစ်ဆိုတော့အဝိုင်းနဲ့ပုံစံမျိုးလောက်လိုက်လို့ဆိုလို့ဆိုရင်မြစ်ကြောင်ချင်းတဲ့ခါကျတော့အဝိုင်းပုံစံမျိုးလောက်လိုက်ဆိုတော့မြဝကျုံပေါ်ဖြစ်လာတယ်နော်အဲမျိုးရေကြားတဲ့အချိန်မှာကျွန်းလေးတွေဖြစ်တယ်အဲမျိုးစုံသမီးကျွန်းပေါ့နော်ဒါဆိုမြစ်စုံနေရာဆိုဒီနေရာဆိုရင်ဒီနေရာဆိုမြဝကျုံပေါ်ပါတယ်ကျက်ဆာကျွန်းလို့ပုံစံမျိုးဖြစ်တယ်အဲဒီကျက်ဆာကျွန်းနေရာတွေမှာတစ်ပင်နေဆိုင်တာပြရမှာနော်တစ်ပင်နေဆိုင်ရပြီလို့ဆိုရင်ဆိုတော့အန်ဒီယာကာကွယ်နိုင်တယ်နော်မြဝကျုံပေါ်ဒီတာဆိုတော့မြေပြောတော့ဗောနော်အဲမြစ်စုံနေရာမှာဒါတော့မြဝကျုံပေါ်ဟိုဒါရေထည့်ပြတာဒါရေကြားတဲ့ထင်ရတော့ကျုံပုံစံမျိုးဖြစ်ပါတယ်နော်အဲဒီမှာအနူမီနီယမ်တို့တတူအပိုင်းစားတွေရှိရပါတော့မြဝကျုံပေါ်ဒီတာဆိုတော့ဒါပါတော့တတူပရိဒါလောက်တာနော်တတုပရိဒါဆိုတာကဒါကကြတော့ဘာလုပ်လို့ရတယ်ဆိုတော့ဒါကိုနန်းကျင့်တာပေါ့နော်ကျင့်တော့ကျင့်ဟုတ်ပေါ့အဲဒါအဖြစ်ပြောင်းနေတဲ့ဒါအတန်ဖြစ်သွားပြီဒါကဘာဆိုအနူမီနီယမ်နဲ့ကြီးနဲ့ပေါင်းတဲ့ဥစ္စာတော့တမပြူတော့အနူမီနီယမ်နေဖြစ်သွားပြီအနူမီနီယမ်အဆင့်ထက်နဲ့နေကြသွားပြီနေကြသွားပြီအနူမီနီယမ်အဆင့်နဲ့နေကြသွားပြီ A ရဆိုတာ73မှာနော် C ဆိုတာက19လားဘယ်လောက်မှရှိတယ်အဲ့ဒီမှာအဆင့်လေးတဲ့နေရာမှာစီကောပါနဲ့ငွေတို့ဆေးပါအေဂျင်နဲ့တပြူလို့ရပြီနော်တပြူတော့ခါကျတော့ဆွေဖြစ်ပြောင်းအောင်မယ်ဒါဆွေဖြစ်နိုင်တဲ့အတန်အမှုံတွေပေါ့နော်ဘာကဆွေဖြစ်နိုင်တဲ့အတန်မှုံတွေလည်းလို့ရဘီလက်မြေဖြော်ဆက်တဲ့နေရာမှာသုံးလို့ရတယ်သူကဘီလက်မြေဖြော်ဆက်တဲ့ပြည်တော်စုမြန်မာနိုင်ငံထုတ်တဲ့ဘီလက်မြေတွေဆိုဒါဆိုရင်အေးတယ်နော်အေးဓာတ်ကိုရှိတယ်အေးဓာတ်ရှိတာပေါ့ပြောအောင်လို့ဆိုရင်နော်အလူမီနီယမ်ဆိုတာအေးဓာတ်ရှိတယ်အလူမီနီယမ်ဟိစင်းတော့ပါဆိုဒါဆိုရင်ကွေးလိုက်မယ်ကွေးလိုက်ကြေးကိုကွေးလိုက်တယ်ကွာနန်းတို့ခွေလိုက်ခွေပြီးတော့ခေါင်းလောင်းလုပ်လို့ရတယ်ကြေးခေါင်းလောင်းလုပ်လို့ရတယ်နော်ကြေးဝရိန်ဆောအောင်ပေါ့နော်ပပတ်လက်ဆောပြီးကြေးခေါင်းလောင်းအကြီးဖြစ်လာမယ်နော်ဝါကျိုးတွေအများကြီးလို့အောင်ကြေးခေါင်းလောင်းလုပ်ခြင်းပေါ့နော်ကတ်စင်ကျိုးနဲ့လည်းလုပ်လို့ရတယ်တချို့တယ်လီဖုန်းကျိုးတွေနဲ့ကြေးခေါင်းလောင်းလုပ်တယ်နော်ရုရှားနိုင်ငံဆိုတာတယ်လီဖုန်းကျိုးသူကအဲ့လိုခွေပြီးတော့ကြေးခေါင်းလောင်းလုပ်လိုက်တယ်နော်တယ်လီဖုန်းကျိုးတွေပြီးတာလားတက်စင်တချို့ကမီလုံးမှာဒီလုံးထုံတော့ဗောနော်ကမ္ဘာနိုင်ငံများစီဘီလက်မြေရပါတော့ဗြိတိရှကောင်းတယ်ကောင်ဆယ်ကထုတ်လုပ်ကြတယ်ဂျပန်နိုင်ငံထုတ်လုပ်ကောင်းတယ်ဒီကအမျိုးအစားဘီလက်မြေအမျိုးအစားပေါင်း20ကျော်သူစစ်တမ်းစာတမ်းပြုစုကြတယ်နော်26မျိုးရှိတယ်ဘီလက်မြေထုတ်တဲ့ဆက်ရုံအမျိုးအစားပေါ့ပိုလန်ဘီဆိုတာကသူကချော်မှုတ်တွေပါမိတောင်အောင်ထွက်တဲ့ချော်မှုတ်တွေထည့်တာအဲ့ဒီခါကျအခုနောက်ပိုင်းရန်ကုန်ကတိုက်တွေဆိုရင်လည်းပူတာဟာပူတယ်ဆိုတော့အဲ့ပိုလန်ဘီးရင်ထည့်တာဂျာမနီနီးပညာဖြစ်လောက်တာနော်ဂျာမနီနီးပညာဖြစ်လောက်တာအဆောက်အတိုက်ခံတဲ့တချို့ဆိုနေပူတံမခံနိုင်ဘူးကွာအထက်မှာပူတယ်နော်တအားပူတယ်အဲ့လိုမျိုးတောင်တကုံလို့ပါဆောက်လာတယ်ဆိုရင်အဲ့ဒါဆိုရင်တော်နေပူတယ်အဲ့ဒီချော်မှုတ်တွေထည့်တာပေါ့နော်ဟောချော်မှုတ်တွေထည့်ရဆိုရင်ပုတ်ပါတောင်လို့ပါဆိုချော်မှုတ်တွေရှိတယ်ဒီမီးငိမ့်တောင်လို့ပါဆိုအဲ့ဒီကချော်မှုတ်တွေထည့်ရလို့ဆိုရင်ဒီလက်မြန်နေနေပူတယ်အနူမီနီယမ်နဲ့ပြည်တော်စုကထုတ်ရတာဆိုရင်ဒါအမီနီယမ်နဲ့တွေသူတို့ထည့်တယ်နော်အမီနီယမ်ဆိုတာဒီမှာတပ်ပြုခြင်းမရှိတော့ဘူးနော်အဲ့ဒါကိုသူတို့ကရေနံသွင်းမှတုံးတဲ့ဘီလက်မြေဆိုတာတသက်ရှိတယ်နော်ရေနံသွင်းမှတုံးတဲ့ဘီလက်မြေဆိုတာတသက်ရှိတယ်ဒါအနူမီနီယမ်နဲ့ဆိုတာနော်စီလီကာပြည့်အနူမီနီယမ်နဲ့နော်အနူမီနီယမ်နဲ့ဆိုတာ AL2O3 ပေါ့နော်သူကဓာတ်မပြူတော့ဘူးဒါအနူမီနီယမ်နဲ့ဆိုတော့ခဏကျော်ပြတဲ့ဥစ္စာပေါ့နော်အနူမီနီယမ်ကအတန်လည်းဖြစ်နိုင်တယ်အတန်ရှိဖြစ်တဲ့အတန်စီပြောင်းလို့ရတယ်ဒါမှမဟုတ်အဲ့ဒါမလုပ်ချင်ဘူးဆိုရင်ဘီလက်မြေဖြောဆက်တဲ့စီမှာတုံးလို့ရတယ်နော်အနူမီနီယမ်ဆိုတာဘာလို့ဟီစင်ဆိုတာအပူချိန်ခံနိုင်မှုရှိတယ်နော်ဒီများတိုက်ခံရပူတဲ့ချိန်မှာအရင်ကပြည်အောင်စုအစိုးရဆောက်လာတဲ့အိမ်အဟောင်းလို့ဆိုရင်အေးနေတော့အထဲဝင်သွားအဲ့ဒါဘာဖြစ်လဲဆိုတော့အနူမီနီယမ်နဲ့လည်းလောက်တာနော်ဒါဆိုတာမြဝကျုံပေါ်ဆိုတာတတုတွေထွက်တယ်ပြီနော်မြဝကျုံပေါ်ဒုံတမီဆိုရဲဒါပဲတတုထွက်တယ်နော်တတုရောက်အနူမီနီယမ်နဲ့ပါမယ်ရွှေတွေပါမယ်ကြေးတွေပါမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမြဝကျုံပေါ်ပေါ့